အားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့တုန်းကဒီအောင်နန်တဲကူမှာဝင်ခဲ့တဲ့တရားစခန်းအကြောင်းပေါ့နော်ဒီ comment နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောလက်စအကြောင်းလေးကိုကျွန်တော်ဆက်ပြီးပြောချင်တော့ပါအဲ့လိုမျိုးမဟာပလင်9နာရီကိုဒီပြပြမြောက်ထိုင်လိုက်တယ်ပေါ့နော်ထိုင်ပြီးရတဲ့အချိန်မှာဒီတရားပြတဲ့ဒီဦးစင်းတွေကပြောတယ်ပေါ့သူတို့တရားပြန်စစ်တာပေါ့နော်နောက်ပိုင်းကျတော့ဘယ်လိုတွေဖြစ်လဲပေါ့နော်သူတို့ရဲ့ပြောကြားချက်ကတော့ကျွန်တော်ဘဝင်ကြသွားတယ်ဆိုပြီးတော့သူတို့ပြောရတယ်ပေါ့နော်ဘဝင်ကြသွားတယ်ပေါ့အဲ့တော့ဘဝင်ကြဆိုတာဘာမှမသိဘူးဘာမှမသိတော့သူတို့တေချာရှင်းပြတယ်ဘဝင်ကြဆိုတာဘယ်လိုပေါ့နော်စိတ်ချမ်းမြေ့မှုတွေရသွားတယ်ပေါ့တတင်ကပေါ့တော့သူတို့တွေကအဲ့ဒီဟာလေးကိုမှတ်ထားပေါ့နော်ဒီဘဝတစ်လျှောက်လုံးမှာဒီလိုမျိုးဖြစ်သွားတဲ့အခိုက်အတန့်လေးကိုမှတ်ထားဒီအခြေအနေလေးဖြစ်သွားတဲ့အချိန်မှာကိုခံစားရတဲ့အရာလေးကိုမှတ်ထားပေါ့နော်အမြဲတမ်းကိန်းအောင်နေအောင်ပေါ့နှလုံးသားထဲမှာအမြဲတမ်းကိန်းအောင်နေအောင်သူတို့တွေကအဲ့လိုမှတ်သားခိုင်းတာပေါ့အဲ့လိုမျိုးပြီးသွားတော့အချိန်မှာနောက်ကျွန်တော်လျှောင်းကမ္မထန်ထပ်ပြီးတော့ထိုင်ရလေရဲ့လျှောင်းကမ္မထန်ကြတော့ကျွန်တော်တို့ဒီအိတ်တလို့ပေါ့နော်အိတ်တလို့ဆိုတော့ကျွန်တော်တို့ဒီထိုင်တကယ်တမ်းဟိုလူကြီးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ area ပုံနဲ့မထိုင်နိုင်လို့ရှိရင်အဲ့လိုလျှောင်းကမ္မထန်ပေါ့နော်အဲ့လိုလှဲပြီးတော့အဲ့လိုမျိုးထိုင်ရတာလေကျွန်တော်တို့အဲ့ဒါဘယ်နှစ်နာရီလောက်3နာရီလောက်လို့ရတယ်3နာရီကိုလျှောင်းကမ္မထန်ကိုတည်သွားပြီဆိုတဲ့ပုံစံမျိုးပေါ့နော်တည်သွားပြီဆိုတဲ့ပုံစံမျိုးခံစားပြီးတော့ဘာမှမလုံးမရှက်လုံးဝဟိုပျော့ဖက်ပြီးတော့ဟိုပလက်ကြီးပေါ့နော်အကုန်လုံးပြီးတော့အောက်မှာလည်းဘာမှုရရတယ်ဘာမှမခံထားဘူးပေါ့နော်ကျွန်တော်တို့အပေါ်ကနေပြီးဆောင်းလေးအုပ်ပေးထားတယ်အောက်မှာတင်ဖြူအဲ့တင်ဖြူမှာဒီတိုင်းပလက်ဟိုစားနေရတာပေါ့နော်ပလက်နေထားနေပြီးတော့မှအဲ့ဒီအချိန်မှာပြီးရစိတ်ကြိုက်တာပဲဖြစ်ဟိုနာရွဒီနာရွဘလို့ပဲဖြစ်ဘာမှမလုပ်ဘဲနဲ့အဲ့ဒီဟာတွေအကုန်လုံးတီးခံခိုင်းတာအဲ့လိုမျိုးအဲ့လိုခိုင်းတာပေါ့နော်အဲ့လိုခိုင်းတာလဲအဲ့ဒီဟာကိုလည်းအစင်ပြေနဲ့ပြီးသွားတယ်ပေါ့ပြီးသွားတော့ကျွန်တော်အဲ့ဒီအချိန်မှာအဲ့10ရက်မပြည့်ခင်ပေါ့နော်10မပြည့်ခင်မှာအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာပြည့်နဲ့ထဲမှာနည်းနည်းပျော်လာတာပေါ့နော်နည်းပျော်လာအဆင်ပြေလာတယ်ပေါ့အဲ့လိုမျိုးဆက်ပြပြီးတော့နောက်ပတ်ဆုံးဒီနောက်ပတ်ဆုံးနေ့ပေါ့နော်နောက်ပတ်ဆုံးနေ့မှာဒီမာပလင်နောက်တော့9နာရီထပ်ထိုင်ရတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်နည်းနည်းလေးအဆင်ပြေခဲ့တယ်ပေါ့နော်ဆိုတော့တရားစခန်းနေပြီးနောက်နေ့လိုပြန်ရတော့မယ့်အချိန်မှာကျွန်တော်ကိစ္စတစ်ခုဖြစ်တယ်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့ကားတွေနဲ့ပြန်တော့မယ်ယောဂီတွေပေါ့နော်တရားစခန်းပြီးလို့ပေါ့နော်ပြန်တော့မယ်ဒါပေမဲ့မပြန်ခင်တညမှာကျွန်တော်တို့တွေကအမျိုးသားယောဂီဆောင်ဆိုကျွန်တော်တို့တွေဟိုယောက်ျားလေးတွေပဲအဲ့လိုမျိုးတန်းစီပြီးအေးရတာပေါ့နော်ဟိုခြံအောင်လေးနဲ့ခြံအောင်တယောက်တစ်လုံးအဲ့လိုမျိုးနည်းနည်းနီးတယ်အဲ့လိုအေးရတဲ့အချိန်မှာကျွန်တော်ရဲ့ဘေးမှာကျွန်တော်တကယ်ရင်ရှိရယ်ဒီဘက်ကျမ်းမှာကျွန်တော်ဂျူနီယာရှိရယ်သူတို့တွေကတခြားဟိုစားတွေနဲ့တခြားဒီယောဂီတွေနဲ့တော့စကားပြောနေကြတာပေါ့နော်စကားပြောနေတယ်အဲ့ညဘက်ကြီးမှာသူတို့တွေအဲ့ချိန်မှာကျွန်တော်ကလှဲနေတာကျွန်တော်ရဲ့ဒီဟောတယ်မှာနော်ကျွန်တော်နဲ့မှာလှဲနေရပါတော့လှဲနေတဲ့တန်းထဲမှာအိတ်မပြောသေးပါဘူးလှဲနေတဲ့တန်းထဲမှာလေကျွန်တော်အိမ်မက်လို့ဘာလို့ပေါ့နော်ကျွန်တော်အဲ့လိုမြင်တာပေါ့ဘာမြင်လဲဆိုတော့အဲ့မျက်နှာကလေကျွန်တော်အခုပြောနေတဲ့တန်းတော့အဲ့မျက်နှာကိုမှတ်မိတယ်ကျွန်တော်ရဲ့ဒီမျက်နှာတက်တဲ့ကိုကပ်ပြီးတော့သူပြောနေတဲ့စကားကျွန်တော်နားမလဲဘူးမျက်နှာတက်တဲ့ကြီးကိုကပ်ပြီးတော့နော်မျက်နှာကလည်းအမတန်မှဆိုးတယ်မျက်နှာမှဆိုးတာမှလည်းဟိုတရေတပတ်ရုပ်ပေါ့နော်အဲ့လိုမကောင်းဆိုးွားအဲ့လိုမျိုးပုံစံမျိုးကြီးမျက်နှာကျွန်တော်ရဲ့မျက်နှာမှာသူတို့အရန်ကတ်နေတယ်ဒီလောက်ကတ်ပြီးတော့အဲ့လိုမျိုးကျွန်တော်ပြောနေဘာပြောမှန်းကျွန်တော်မသိတော့ကျွန်တော်လန့်တာပေါ့နော်လန့်တာရောဘေးရတူတွေကိုပြောဖို့အတွက်ကကြာဘေးရတူတွေကျွန်တော်ပြောလို့ကမရဘူးအဲ့အချိန်မှာမရတဲ့အချိန်မှာโอเคငါဘေးရလူတွေလည်းပြောလို့မရဘူးပေါ့နော်အဲ့နဲ့ကျွန်တော်ကတမှုတွေရွတ်တယ်တမှုတွေရွတ်ပြီးတော့ဟောပေါ့တရဏဂုံတွေလည်းရွတ်တာပေါ့အဲ့ယွန်းနဲ့ပျောက်သွားတာအဲ့ဒီမြင်နေရတဲ့ဟာပျောက်သွားပြီးတော့ကျွန်တော်စိတ်ထဲမှာထင်နေအပိတပြီးတော့ကျွန်တော်ဘေးနားကျွန်တော်တကယ်ရင်းနေမေးတယ်မင်းတို့တွေကွာလို့ငါ့ကိုတော့မကြည့်ဘူးမင်းတို့တွေစကားပဲပြောနေကြတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့မေးတာအဲ့လိုလို့ဖြစ်တယ်ပေါ့နော်ဟုတ်နဲ့ဟုတ်လားငါတို့မသိလိုက်ဘူးပေါ့နော်အဲ့လိုပြောတော့အေးဟုတ်တယ်လို့အဲ့လိုပဲငါဖြစ်သွားတယ်လို့ဘာလဲတော့ငါလည်းမသိဘူးလို့ကျွန်တော်တခါမှအဲ့လိုမျိုးအတွေ့အကြုံမှမရှိတော့သူတို့တွေကတော့ပြောတာပေါ့နော်မင်းရှိအမျှမြန်လိုချင်လို့လားမသိဘူးပေါ့နော်
မင်းချီအမျှလာတောင်းလာလားမှမသိတာတဲ့တော်လို့ပြောတယ်ပြောလဲပြောကျွန်တော်လည်းနောက်နေ့အဲ့ဒီညအိတ်သွားတာပေါ့ပြီးသွားတော့နောက်နေ့မနေ့ကျွန်တော်တို့တွေယောဂီတွေပြန်ဖို့အတွက်ကားတွေရောက်လာတယ်ကားတွေရောက်လာတဲ့အချိန်မှာကျွန်တော်တို့တွေထိုင်နေကြသေးရပါတော့ထိုင်ကြတဲ့အဲ့မှာလည်း low speaker ကြီးတွေဖွင့်ပြီးတော့တရားမလားဒီတရားစကန်ပြီးမြောက်ကြောင်းပေါ့နော်အဲ့လိုမျိုးတွေဖွင့်ပြီးတော့အဲ့လိုမျိုးပြောနေချက်ကျွန်တော်စဉ်းစားရတယ်ဘာလို့ကျွန်တော်တို့မျိုးသားယောဂီဆောင်တွေမှာရေချိုးရတဲ့နေရာရှိတယ်ရေချိုးကုတီပေါ့နော်အဲ့လိုမျိုးကြီးအိမ်သာအတွဲရဲပေါ့အဲ့နေရာမှာရှိတယ်အဲ့နေရာမှာတစ်ပင်တစ်ပင်ရှိတယ်အဲ့တစ်ပင်ကြီးအကြီးပဲအဲ့တစ်ပင်ကြီးအမြင့်ကြီးပဲကျွန်တော်အဲ့ကိုစိတ်ရောက်နေတာကျွန်တော်ငို့တို့ထိုင်နေတာတခြားကျောင်းတကယ်ချင်းတွေကဒီဘက်မှာသူတို့စကားတွေပါညာပြောပါတော့ကျွန်တော်လည်းအဲ့လိုထိုင်နေနဲ့အဲ့ဘက်ကိုကြည့်နေတာပေါ့နော်တော်ကျွန်တော်ထိုင်နေတဲ့နေရာနဲ့အဲ့နေရာနဲ့မြင်ရတယ်နည်းနည်းလေးတော့လှမ်းပြီးမြင်ရတယ်ပေါ့နော်အဲ့ဂုံးလေးနဲ့တော့တက်သွားအဲ့ဘာဒီဘက်ကိုလှမ်းကြည့်ပြီးတော့ကျွန်တော်ကဘာလို့အဲ့ဒီဘက်ကိုဖြစ်နေရတော့စိတ်ကအဲ့ကိုရောက်နေတော့လို့ညတော့ဟာလို့ပေါ့နော်လိုချင်တာအမျှတွေပါညာမြန်လိုချင်တာကအဲ့ဘက်ကများလားဆိုပြီးတော့ကျွန်တော်ကလည်းငါအခုဒီတရားစခန်းတွေပါညာဝင်ထားတယ်ပေါ့နော်ဝင်ထားတယ်ဒီ10ရက်အတွင်းမှာငါအခုလိုနဲနေတဲ့အချိန်ပေါ့ချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူငါပေးလိုက်ပါမယ်လေဒါဘာမှကိုယ်အနေနဲ့အပန်းမကြည့်ဘူးပေါ့နော်အပန်းမကြည့်ရကျွန်တော်အဲ့ဘက်ကိုအဲ့အပင်ကြီးဘက်ကိုရှောက်သွားတဲ့အချိန်မှာအဲ့နာမှာဘယ်သူမှမရှိဘဲနဲ့ကျွန်တော်အဲ့အပင်ကိုသေချာကြည့်တယ်အဲ့မှာကျွန်တော်ဒီ10ရက်တာအတွင်းမှာပြုခဲ့တဲ့မြတ်ကုသိုလ်ကောင်းမှုအစုစုကိုကျွန်တော်အမျှပေးတာပေါ့အမျှပေးတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ဒီညာဘက်တစ်ချမ်းလုံးကျင်ထွက်နေတာအဲ့လိုအမျှပေးနေတန်းတယ်ဟိုအဲ့ဒီညာဘက်တစ်ချမ်းလုံးလေဟိုဒီလိုမျိုးဘယ်လိုပြောရမလဲဖြင်းကျင်ပြီးတော့ဒီဘက်ကဘာမှမဖြစ်ဘူးဒီဘက်ကလုံးဝဘာမှမဖြစ်ဘူးဒီညာဘက်တစ်ချမ်းလုံးအဲ့လိုကျင်အဲ့လိုမျိုးဖြစ်နေပြီးတော့နောက်ဘက်ဆိုအမျှ3ချိန်ပေးပြီးသွားတဲ့အချိန်မှာအဲ့ဟာဖြင်းနေဒီအပေါ်ကနေအောက်ဒီကိုဟိုရော့သွားတာပေါ့နော်ဖြင်းနဲ့ရော့ပြီးတော့အဲ့ချိန်မထိတ်ကနေပြီးတော့ထွက်သွားတဲ့အချိန်ဒီကျွန်တော်ခံစားလို့ရတယ်ဆိုတော့အဲ့လိုဆိုတော့ကျွန်တော်လည်းပေးနေတော့တန်းတော့မလန့်ဘူးအဲ့လိုမျိုးပြီးသွားတော့မှလန့်တာပေါ့နော်လန့်တော့ဥစားပေါ့ကျွန်တော်လည်းအဲ့လိုပေးလို့ပြီးသွားပြီဆိုပြီးတော့ကျွန်တော်လည်းပြန်လာတာပေါ့နော်ပြန်လာကြတာပေါ့ကျွန်တော်ဒီမှာပြန်လာပြီးတော့အမှကျွန်တော်တွေပြန်ဖို့အတွက်လုပ်ကြတာပေါ့ဆိုတော့ဘာပြောအဲ့ဒီဟာကတော့တကယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပေါ့နော်တကယ်တမ်းသူတို့လိုချင်တဲ့ဟာအမျှပေါ့နော်ရသွားတယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒါတွေကလည်းမယုံလို့ပါလို့တော့ပြောလို့တော့မရဘူးပေါ့နော်ပရလောကဆိုတော့တကယ်တော့ရှိတယ်ဆိုတော့ထားပါတော့အဲ့ဒီအဖြစ်ပြက်လေးပေါ့နော်ကျွန်တော်ဘဝမှာပထမအဆုံးအချိန်ဖြစ်ဖူးတာကျွန်တော်တခါမှတရေအချောက်မခံရဘူးအဲ့လိုမျိုးဒီလိုမျိုးတက်ကြီးပေါ့နော်အလုံးလိုက်ထည့်လိုက်ကြီးတခါမှအဲ့လိုမျိုးအချောက်မခံရဘူးဆိုတော့အဲ့ဒါနဲ့ပြီးသွားတဲ့အချိန်မှာအိမ်ပင်ရောက်တာပေါ့နော်အိမ်ပင်ရောက်တော့ကျွန်တော်ရဲ့အမေကိုကျွန်တော်ရဲ့ဖြစ်ချောင်းပုံစံတွေပြောပြတာပေါ့အဲ့လိုမျိုးလေးပေါ့ဆိုတော့နောက်ထပ်ကျွန်တော်ဘာဖြစ်လို့ကျွန်တော်အမေပေါ့အကျွေးတင်နေဆိုတော့ကျွန်တော်ပြောအောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်